Hello မင်္ဂလာပါဒီချေတို့ရေဒီချင်းနဲ့ပတ်သက်တဲ့နောက်ထပ်အကြောင်းအရာလေးတစ်ခုကို sharing လုပ်ပေးချင်ပါတယ်အဲ့တော့sharing လုပ်တဲ့အခါမှာဆိုလို့ရှိရင်ပို့ပြီးတော့အဆင်ပြေသွားအောင်ဒီငယ် scenario လေးနဲ့ပြထားပေးမယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်တော့ဒါကတော့ teacher ပါဒါကကြတော့ student ပေါ့နော်အဲ့တော့ကျောင်းသားကကြတော့ချေတို့အနေနဲ့ beginner level လို့တစ်ချက်လေးယူဆပေးပါအောင်နော်အဲ့ဆရာကနေပြီးတော့သူ့တန်းထဲမှာရှိတဲ့ကျောင်းသားတွေအများကြီးတွေမှာဒီကျောင်းသားလေးပေါ့နော် beginner level ကျောင်းသားလေးကစာအုပ်မပါလာတာကိုတွေ့ရတယ်အဲ့တော့သူ့ရဲ့ဖတ်စာကိုမတွေ့ရတဲ့အခါမှာကဲတာရဲ့ဖတ်စာကဘာမှလဲ Hey where is your course book မေးလိုက်တယ်ပေါ့နော်မေးလိုက်တဲ့အခါမှာကျတော့ဘာဖြစ်လဲဆိုတော့ကျောင်းသားက तू ကဆရာမရဲ့ course book ဆိုတဲ့ဟာကို तू နားမလည်တဲ့အခါမှာဆိုရင် तू က first time ပေါ့နော်သူ့ရဲ့ first time မှာဆိုလို့ရှိရင် तू ကဘာလဲဆိုတော့အပြုံးလေးနဲ့ပဲတုံးပြန်လိုက်တယ်အပြုံးနဲ့ပဲ तू မသိဘူးပေါ့နော်ဆရာမဘာလို့ဆိုလို့မှလည်းမသိဘူးပြောတဲ့ teacher ကလည်း तू ကclassroom languageကိုကြိုပြီးတော့မတင်ထားရသေးဘူးနောက်ပြီးတော့ကျောင်းသားကလည်း course book ဆိုတဲ့စကားလုံးလေးကိုနားမလည်သေးဘူးအဲ့တော့ဒီလိုမျိုး scenario မှာပထမဆုံးမေးတဲ့ခါမှာ तू ကပြုံးပြရုံပဲပြုံးပြလိုက်တယ်ဒီချက်ကိုပြန်ပြီးတော့အဲ့တော့ပြုံးပြလိုက်တဲ့ခါမှာကျတော့ तू ဒီမသိသွားသေးဘူးပေါ့နော် okay အဲ့တိုင်းပဲဒီချက်ကနေပြီးတော့ဘာမှလည်းဆက်မလုပ်ဘူးဆက်မလုပ်ဘဲနဲ့ तू သင်ရရှိရတဲ့တင်မင်းအဲ့လိုပဲနောက်ထပ်တစ်ကြိမ်ပေါ့နော်နောက်ထပ်တစ်ပတ်လောက်ကြာတဲ့အခါမှာအဲ့ကျောင်းသားကပဲစာအုပ်မပါလာပြန်ဘူးမပါလာတဲ့အခါမှာဒီချိန်ကနေပြီးတော့ထပ်မေးပြန်ကော Hey where is your course book ဒီချိန်မှာကျောင်းသားကဘာဖြစ်လဲဆိုတော့ तू က course book ဆိုတဲ့ဟာကိုတစ်ပတ်ကြာပြီးသွားတဲ့အခါမှာဆရာမရဲ့ဒီ exposure ကိုမိပြီးတော့ तू ကတိလာတယ်ပေါ့နော်တိလာတယ်ဒါပေမဲ့ तू ဘက်ကကျတော့ဘယ်လို response ကောင်းကောင်းပြန်ရမလဲဆိုတာကိုသိချမသိသေးဘူးအဲ့တော့ तू ကဘာပြန်ပြောမလဲဆိုတော့ဒီချက်ပြောတဲ့ဟာကိုပဲ तू ကပြန်ပြီးတော့ repeat ပြန်လုပ်တယ်ပေါ့နော် course book no sentence structure တွေပိုင်းမမှန်သေးဘူးပေါ့နော် no course book တွေပိုင်းမပြောတတ်သေးဘူးဒုတိယအကြိမ်တွေ့ရခါမှာကျတော့ course book no teacher အဲ့လိုမျိုးလေးပြောလာနိုင်ပြီဒါသူ့ရဲ့ improvement တစ်ချက်ပဲပေါ့နော်ဒီချက်ကလည်းဒါကိုတင်တဲ့ target language လည်းမဟုတ်နေဘူးနောက်ပြီးတော့ကိုကအတန်းထဲမှာဆိုလို့ရှိရင်လည်းတခြားတင်စရာရှိရည်လည်းရှိရကြမှာသူဘာမှမပြောဘူးကျောင်းသားကိုအချိန်လေးတစ်ခုမှစောင့်နေပေးလိုက်တယ်စောင့်နေပေးပြီးတော့အဲ့လိုပဲတင်သွားတယ်စာတင်သွားတယ်နောက်ထပ်2ပတ်3ပတ်လောက်နေတဲ့ခါမှာကျတော့ तू ကထပ်တွေ့ပြန်အဲ့ကျောင်းသားကပဲ तू ကဖတ်စာကိုမပါလာပြန်ဘူးအဲ့တော့ဒီတူညီရဲ့မိကုန်းကိုပဲပြန်ပြီးတော့မေးလိုက်တယ်မေးလိုက်တဲ့အခါမှာဒီတစ်ခါကျတော့ကျောင်းသားကဘာပြောတတ်လာပြီလဲဆိုတော့ me no course book ဒါ me no course book လို့ပြောချင်ရင်လည်းပြောမယ်ဒါမှမဟုတ်ဘဲနဲ့ me no book လို့လည်းပြောချင်လည်းပြောရမှာเนาะဒီခါကျတော့ तू က sentence ကိုအပြည့်အစုံလေးတော့ तू ကမပြောသေးဘူးဒါပေမဲ့ तू ဒီ me တွေပါရော तू စပြီးတော့သုံးတက်လာပြီဒါပေမဲ့ तू သုံးတဲ့ဟာက structure ရမှန်လားဆိုတော့လေမမှန်သေးဘူးအဲ့တော့တိုးတက်မှုတော့ရှိလာတယ်ပေါ့เนาะအဲ့တော့ဒါကတော့တတိယမြောက်အဆင့်အဲ့လိုပဲတင်သွားရင်နဲ့နောက်ထပ်2ပတ်3ပတ်လောက်ထပ်ကြာသွားပြန်အောင်ကြာသွားတဲ့အခါမှာ course မပါလာတဲ့အခါမှာဒီတူညီတဲ့ question ကိုပဲဒီချေကပြန်မေးရမေးတဲ့အခါမှာဆိုလို့ရှိရင်အဲ့ကျောင်းသားကဒီတစ်ခါကျတော့ဘာဖြေလဲဆိုတော့ तू တိလာတဲ့အခါမှာသူ့ရဲ့ language က I haven't book မမှန်သေးပေမဲ့အတိုင်းအတာတစ်ခုဒီ structure ပြောင်းလဲသွားတယ်ပေါ့နော်အဲ့တော့ဥပမာလေးကတော့ဒီ၄ခုနဲ့ပဲတစ်ချက်ခဏလောက်ရက်ကြည့်အောင်အဲ့တော့ तू ဒီပထမအဆင့်မှာဆိုလို့ရှိရင်ကျောင်းသားက तू တိလား तू မသိတဲ့အခါမှာ तू အမူအရာနဲ့ပဲလုပ်ပြတယ်तू response ကိုဘယ်လိုပြန်မလဲဆိုပြီးတော့မသိသေးတဲ့အခါမှာပေါ့နော်အဲ့တော့နောက်တစ်ခုမှကျတော့နောက်တစ်ဆင့်မှကျတော့ तू သိလာပြီ no ဆိုတာအငင်းကိုပြရဲဆိုတာကိုလည်း तू နားလေသဘောပေါက်လာပြီဒါပေမဲ့ဘယ်လိုမျိုး usage မှန်မှန်နဲ့သုံးရမလဲဆိုတာမသိသေးဘူးအဲ့ဒီအချိန်မှာကျတော့ course book no number 3မှာကျတော့ me no book me no course book C မှာကျတော့ तू က contracted form တွေ apostrophe တွေပါသိလာပြီအဲ့ခါမှာ I haven't book တွေပါဖြစ်လာပြီပေါ့နော်အဲ့တော့ဒါကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဘာကိုအဓိကသွားပြီးတော့သတိထားရမလဲဆိုတော့ဒီတစ်ဆင့်ချင်းဒီမှာစင်ငယ်ဖြစ်စဉ်တစ်ဆင့်ချင်းဒီမှာဆိုလို့ရှိရင်ကျောင်းသားကသူတိုးတက်မှုရှိလာတာကိုကိုရီနဲ့ appreciate လုပ်ရမယ်ပေါ့နော်ဥပမာကိုကျောင်းသားကသူ့ရဲ့ဒီစစချင်းသင်ယူနေဇဲကာလမှာဆိုလို့ရှိရင်သူ့အနေနဲ့သူသုံးရမယ့် language ကို confidence မရှိသေးဘူးconfidence မရှိသေးတဲ့၍သူကစပြီးတော့သုံးမှာမဟုတ်သေးဘူးသိတဲ့ knowledge အတိုင်းပဲရှိနေမှာပေါ့နော်အဲ့တော့ခုနကလိုမျိုးဒီလို version လေးနဲ့သုံးသွားတဲ့ဟာမျိုးဒီချင်းမှာဆိုရင် term လေးရှိပါတယ်ဒီ term ကိုကြတော့ကျွန်တော်တို့က interlanguage လို့ခေါ်ပါတယ်အဲ့တော့ interlanguage က definition ကကြတော့ learners own internal grammar and vocabulary system အဲ့တော့သူတို့ရဲ့စိတ်ထဲမှာသူတို့နားလဲတယ်လို့မျိုးပြန်ပြီးတော့သုံးတဲ့ usage မျိုးပေါ့နော်ဒီကိုနားလဲတာဒီလိုမျိုးလေးမမှန်ဘူးဒါပေမဲ့anyway ပေါ့နော်သူကအဓိကအဖြစ်တော့
တစ်ဖက်လူနဲ့ communication breakdown တော့မဖြစ်သွားသေးဘူးအဲ့တော့ကျောင်းသားကမှန်မှန်ကန်ကန်နဲ့လုံးဝအောင်သေချာမပြောနိုင်ခင်အချိန်မှာမပြောနိုင်သေးခင်အချိန်မှာပေါ့နော် interlanguage ဆိုတဲ့ process ကိုအရင်ဖြတ်တန်းရပါတယ်အဲ့လိုမျိုးဖြတ်တန်းပြီးတော့မှပဲသူဒီတေချာ subject verb object မှန်သွားအောင်တေချာလေးသုံးသပ်သွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဆရာမတွေနဲ့ဆိုလို့ရှိရင်တော့အဓိကအဖြစ်ပေါ့နော်ကျောင်းသားကဒီသူ့ရဲ့ interlanguage processing ဖြစ်နေတဲ့အချိန်မှာအတိုင်းအတာတစ်ခုထိစိတ်ရှည်ဖို့လိုတယ်နောက်ပြီးတော့အဲ့ဒီစစ်မှာပေါ့နော် hey where is your course book လို့ပြောရခါမှာ course book no အဲ့မှာကိုကအဲ့လိုမပြောရဘူးဒီလိုပြောရမယ်ဆိုပြီးတော့over correction မလုပ်မိဖို့လေအရေးကြီးရပေါ့နော်နောက်ထပ် concept တစ်ခုကကြတော့ကျောင်းသားကိုပြောတဲ့အခါမှာဆိုရှင်တစ်ချက်လေးမှတ်ထားပေးဖို့ပါကျောင်းသားဒီအထူးသဖြင့် speaking တို့ writing တို့ပေါ့နော်ဒီလို productive skills တွေမှာဆိုရင်သူတို့ဘာသာသူတို့ဒီ language တစ်ခုကိုသိချာသိသွားတယ်မှာ vocab ဆိုရင်လည်း vocab ကိုသိရယ် vocabulary items တွေသိမယ် grammar items တွေကိုသိမယ်သိတာပဲသိပြီးရတယ်ချက်ချင်းပြန်အသုံးချလို့ရမယ်လို့ယူဆလို့မရအောင်သူတို့အနေနဲ့အဆင့်ဆင့်ပေါ့နော်ဒီလိုမျိုး language processing တစ်ဆင့်ပြီးတစ်ဆင့်ဖြစ်ပြီးသွားတော့မှဒါနောက်ဆုံးမှာလုံးဝချောတဲ့ language ကိုသိဆောင်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်မလို့interlanguage ကသဘောတဘာဝလေးကိုလည်းဒီ examples လေးနဲ့မှတ်မိမယ်လို့ယုံကြည်ပါတယ်တချို့တို့ဟုတ် thank you ပါတချို့တို့